မာနေကကြောက်လို့ပြည့်တဲ့အကြောင်းအပြေဆုံးထပ်မံဖွင့်ချလာတဲ့ဂျော့ရှူအာဘန်အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Sport Crazy Channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဟောင်ကပါချွေးသက်ကြီးရေချန်ပီယံခပတ်လိုချင်လို့ဘန်ကောမနာတဲ့အသေးအံစိန်ခေါ်ပြီးတကယ်ပွဲဖြစ်သွားတော့အမီကိုပြီးကြောက်လို့ပြေးတဲ့မာနေကရဲ့အကြောင်းကိုတော့ပရိသတ်တွေကိုထပ်လောင်းပြောပြချင်ပါတယ်အဲ့တော့ပရိုဖိုက်တာမာနေကကရန်ငယ်စနစ်ကရိုဘာကိုနိုင်ရတဲ့ပွဲပြီးမှတွေကဘန်ကိုကန်းကောလေးတိုက်ဓာတ်ရှော့စိန်ခေါ်နေတဲ့ဖိုက်တာပါအဲ့ဒီချိန်တွေမှာ UFC ဘက်ကပွဲထားတီးပြီးတော့ဘန်ရတဲ့တီးကိုကြောက်ပြီးပွဲကိုလက်မခံခဲ့တာပါအဲ့ဒါကိုမာနေကဘန်ကသူ့ကိုကြောက်လို့ပွဲလက်မခံခဲ့တဲ့ပုံစံနဲ့ကြောင်းလိုက်ခဲ့တာပါအဲ့ဒီကြောင့်ဂျော့ရှွာဘန်ကအခုလိုပေါ်တင်ဖွင့်ချလာတာပါဂျော့ရှွာဘန်ကမာနေကလည်းလူကောင်းတစ်ယောက်ပါပဲအရန်လိမ်ပြောတတ်တာကလွဲလို့ပေါ့ကျွန်တော်ဘဲဖိုက်တာကိုမှမမုန်းပါဘူးအားလုံးကိုလေးစားပါတယ်အရင်ချိန်ပွဲတီးပေးတော့ကလည်းမာနေကဘက်ကပဲပွဲကန်းလန်းချက်ကိုလက်မခံခဲ့တာပါအချိန်ထပ်လို့သေးတယ်ဘက်ကစားဖို့ဆင်းသက်ဖြစ်သေးဘူးဆိုတာတွေလည်းကြိုမပြောခဲ့ပါဘူးကျွန်တော်ဘက်ကသူ့ကိုကြောက်လို့ပွဲလက်မခံခဲ့သလိုနဲ့ online ပေါ်မှာမျိုးစုံလင်ခဲ့တာပါဆိုပြီးမာနေကကြောက်လို့ပြည့်တဲ့အကြောင်းဂျော့ရှွာဘန်ဖွင့်ချသွားခဲ့တာဖြစ်ပါတယ်